စိတ်တကောင်ချင်းစီကိုဖန်ပြိုချောင်းလေးတွေထဲမှာထည့်ထားမယ်။အဲ့ဒီလိုဖန်ပြိုချောင်းပေါင်း2000ကျော်ကိုခီးဆောင်အိတ်ထဲထည့်ပြီးနိုင်ငံဖြတ်ကျော်မှောက်ဖို့ကူဖို့စူးစမ်းခဲ့တဲ့ဖြစ်ရတစ်ခုကင်ညာနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။ခင်ဗျားတို့သိထားတဲ့ရွှေတွေမူရစ်ဆေးဝါးတွေမဟုတ်ဘဲနဲ့ပရိစိတ်တွေကိုဘာကြောင့်ဒီလောက်အပင်မဲခံမှောက်ဖို့ကူရတာလဲ။ဒီနောက်ွယ်မှာရောဘယ်လိုလှုပ်ဝက်ဈေးကွက်ကြီးရှိနေရလဲ။2026ခုနှစ်မတ်လ10ရက်နေ့ကင်ညာနိုင်ငံနိုင်ရိုဘီမြို့ကဂျိုမိုကင်ညာတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာတရုတ်နိုင်ငံသားတဦးဖြစ်တဲ့ဂျော်ခဲဆွန်ကိုအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။သူ့ရဲ့အိတ်တွေကိုX-rayစစ်ဆေးတဲ့အခါမှာတော့ထူးဆန်းတဲ့ပုံရိပ်တွေကိုတွေ့လိုက်ရတာပါ။အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အရာရှိတွေတောင်မှအံ့ဩသွားခဲ့ရပါတယ်။သူ့အိတ်ထဲမှာပရွက်စိတ်အရှင်ပေါင်း2238ကောင်တိတိကိုတွေ့ရှိခဲ့ရပါ1948ကောင်ကိုတော့စိတ်ပန်ဆက်သက်ခန်းသုံးဖန်ပြိုချောင်းလေးတွေထဲမှာတကောင်ချင်းစီအတွေ့အကြထည့်ထားတာပါကျန်တဲ့အကောင်300နီးပါးကိုတော့တစ်ရှူဆက်ကူလက်တွေထဲမှာဖွက်ပြီးတော့တည့်လာတာဖြစ်ပါတယ်ဒါကရိုးရိုးပရိစိတ်တွေမဟုတ်ပါဘူးအထူးသဖြင့် Queen Anne's ပရိစိတ်ဘုရင်မတွေဖြစ်ဖို့များပါတယ်ဒါကြောင့်ဒီပရိစိတ်တွေကိုမှောင်ဖို့ကူးရလဲဆိုတာစဉ်းစားကြပါအခုနောက်ပိုင်းဥရောပနဲ့အာရှနိုင်ငံတွေမှာKeeping လို့ခေါ်တဲ့ပရိစိတ်တွေကိုအိမ်မွေးသိမ်းဆန်အဖြစ်မွေးမြူပြီးတော့သူတို့ရဲ့နေထိုင်မှုပုံစံကိုလေ့လာတဲ့ဝါသနာဟာခေတ်စားလာခဲ့ပါတယ်။ရှားပါတဲ့ပရိစိတ်မျိုးစိတ်၎င်းအထူးသဖြင့်ပရိစိတ်ဘီရင်မဟာဒေါ်လာရာခိုင်နှုန်းကနေထောင်နဲ့ထိပေါက်စီရှိတတ်ပါတယ်။ဒါကြောင့်မို့ဒါကတာမတ်ပရိစိတ်ဖမ်းတာမဟုတ်ဘဲနဲ့ Pyroparacy လို့ခေါ်တဲ့ဇီဝမျိုးစုံမျိုးကွဲထိုးယုံမှုအဆင့်ထိရောက်လာတာပါ။အဖမ်းခံရတဲ့အကြောင်းကကင်ညာမှာတပ်ပတ်ကြာနေထိုင်ခဲ့ပြီးတော့ဒီပရိစိတ်တွေကိုရှာဖွေဖို့အတွက်ဒေသခံကြာရပါ3ဦးရှိကြောင်းလည်းဝန်ခံထားပါတယ်။အခုတော့သူ့ကိုတော်လိုင်းတလိဆန်ကာကွယ်ရေးဥပဒေတွေနဲ့အရေးယူထားပါတယ်။ကျမတို့ပုံဝဲစပါရှိတဲ့တင်းငယ်သတ္တဝါလေးတွေကအခါတလေပါကျမတို့မထင်မှတ်ထားတဲ့ဈေးကွက်နဲ့တန်မိုးတွေရှိနေတတ်ပါတယ်။မိတ်ဆွေတို့ရောပရိစိတ်တွေကိုဒီလိုသိသိပေးပြီးတော့